မင်္ဂလာပါပြည်သက်ကြီးတို့ဤ YN Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့စာရေးဆရာအားကားစောရေးသားထားတဲ့ဖြစ်ရမှန်ဇလံကောင်းတစ်ပုဒ်ကိုပြန်လည်တင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျအစဉ်စဉ်လေးမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျဤဇလံဒီဖြစ်ရမှန်တစ်ခုပေါ်အခြေခံ၍ရေးသားထားခြင်းဖြစ်ပါသည်တို့ကြော်ရေးမင်းမပြီးသေးဘူးလားကွပြီးပါပြီဖကြီးမိုးရလာပါပြီဗျတိုးကျော်ကအိမ်နှုတ်ဘေးမှပြေးထွက်လာကအိမ်ရှိချံကွက်လာတွင်အသည့်ပြင်ဆင်ထားပြီးဖြစ်သည့်လဲပေါ်သို့ပြေးခုန်တက်လိုက်သည်လဲချမ်းကင်းတွင်ချထားသည့်နေနံကိုကောက်လိုက်သည့်အခါနဘေးမှလိုက်ပါလာသည့်ဘာကြီးမိုးကမင်းကွာသွားခါနီလာခါနီဆိုမင်းကိုပဲစောင့်နေရတယ်ကွဘာကြီးမိုးကကျုပ်ကြောင့်တည့်ရသားနဲ့ပြောနေပြန်ပါပြီကျုပ်ကလည်းဘလို့ဖြစ်တယ်မသိဘူးဗျာတနေရာသွားခါနီလာခါနီဆိုရင်တေးပေါက်ခြင်းတလို့လို့ချီးပါခြင်းတလို့နဲ့စိတ်ထဲတစ်မျိုးကြီးပဲဗျမင်းစိတ်ကထင်းနေလို့ပါကွာမြန်သွားအောင်ဟိကောင်းဆန်တို့လဲကရွာထိပ်တော့ရောက်နေတော့ပြီကွာဒါနဲ့စပားတွေရောစစ်ပြီးပြီလားဘာကြီးမို့အားလုံးအသိပါကွာမင်းကိုပဲစောင့်နေရတာကွာကဲသွားကြစို့တို့ကျော်ကနွားပြနှကောင်ကိုငေါက်လိုက်သည့်အခါလူစကားနားလည်လာသည့်နွားကြီးတစ်ကောင်မှလဲကိုဆွဲလဲထွက်ခါလာတော့သည်တို့ကျော်တို့ရွာမှာရွာအလူပွဲအတွက်စပားကျိတ်ရင်အလုံးကမြို့သို့ထွက်လာကြခြင်းဖြစ်သည်တို့ကျော်တို့နေသည့်ဂွေးပင်ကောက်ရွာကလေးမှာအင်ဂျီတရာခန့်ရှိသည့်ရွာငယ်ကလေးဖြစ်သည်စစ်တောင်းမြေကိုအားပြုလက်စိုက်ပျိုးရေးလုပ်ငန်းများကိုလောက်ကင်အသက်မွေးကြသူများပြားသည်ယခုကဲ့သို့ပွေလင်းရာသီရောက်ရှိကဒီနံများပေါ်ထွက်ခြင်းနေတော့အလူရည်ဆက်လက်နှင့်မကွာသည့်မြန်မာလူမျိုးတို့၏ထုံစံအတိုင်းအလူပွဲများကိုကျင်းပကြလေရှိသည်အလူကျင်းပသည့်အခါတွင်ထမင်းကျွေးလေးရှိသည်အလူတွင်3ရက်3လီမိကိုတိတ်ထမင်းကျွေးနိုင်ရန်အတွက်မိမိလက်ထက်စပားများအခြားသူများ၏လဲမထွက်သည့်စပားများကိုကြိုတင်စုဆောင်ထားလေရှိပြီးအလူရဲ့အနီးတပတ်ခန့်အလိုတွင်မြို့သို့တက်၍စံဆက်တွင်ကြိတ်ခွဲရသည်မှာဒုံစံဖြစ်လေသည်ယခုလဲအလူတွင်ကျင်းမွေးရန်စပားများကိုကြိတ်ခွဲရန်အလုံးကမြို့သို့လဲဖြစ်စပားတိုက်လာကြခြင်းဖြစ်သည်စပားလဲ3လဲရှိကတိုးကျော်နှင့်ဘာကြီးမိုးကတလဲကောင်းဆန်မောင်းနေသည့်လဲတစ်စင်းနှင့်ဦးပေါ်ကြီးမောင်းနေသည့်လဲတစ်စင်းစုစုပေါင်းလဲ3စီးရွာမှထွက်လာကြခြင်းဖြစ်သည်ဂွေးပင်ကောက်ရွာကလေးမှာမြို့နယ်အတန်းငယ်လမ်းဒီမို့နေ့တစ်ပိုင်းခန့်သွားလေသည်ထုံးမြသာမကပြီးထိုကေကမြို့တွင်စံဆက်များတိတ်ပိုးပိုးများမရှိသည်မို့စပားကြိတ်ခွဲလူသူများကစံဆက်တွင်တန်းစီရလေရာဘာကြီးမိုးကထိုအချက်ကိုထောက်ချင်းလျက်ရွာမှာမိုးတိတ်မချုပ်ခင်ထွက်လာကြခြင်းဖြစ်သည်ညအချိန်အေးလူခင်းနေကြပြီးမနေ့မိုးလင်းကနေတွင်စံဆက်သို့ရောက်ကြမည်ဖြစ်သည်နန်းနဲ့အစောပိုင်းစံဆက်စတင်ဖွင့်လှစ်သည့်နေ့စပားများကိုကြိတ်ခွဲကနေမပူခင်ပြန်လာခဲ့လေရွာသို့ညနေပိုင်းအချိန်ကြီးပြန်ရောက်လောက်မည်ဟုတွက်ဆထားခြင်းဖြစ်သည်ရွာအပြင်တွင်လဲနှစီကထနှောင်းရိပ်တွေရကစောင့်နေလေသည်တို့ကြောင့်ကထိုလဲများကိုမြင်နေနှင့်နွားပြကြီးနှကောင်ကိုငေါက်လိုက်ကအရှိန်တင်လိုက်သည်လဲချမ်းတွင်ဖျားခင်းလျက်လဲနှဘေးတွင်လည်းဖျားချမ်းများကိုထောင်းကစပားများကိုလဲအပြည့်ထက်တွင်တဲဆောင်လာကြသည်မို့လဲများမှာအနှဲငယ်လေးလံလာသည်ဟုဆိုနိုင်ပေသည်ထနှောင်းရိပ်မွေးခင်မှာပဲဦးပေါ်ကြီးကတို့ကြော်ကိုကြည့်ကမင်းကွာမင်းလည်းပြတ်ကြံခဲ့လို့ငါတို့ကစောင့်နေတာကွာနောက်ကြမှာပေါ့ကွာတိုးကျော်ကမတော်ခင်အိမ်သာတက်ချင်တယ်လို့ရေတောက်ချင်တယ်လို့ဖြစ်နေလို့ဟေးဘာကြီးဘောပြောကိုတိုးကျော်ကမိသူပြမတုတ်ပြန်တော့ပဲမချစ်သွားပြဲလုံနေမိသည်အချိန်ကည9နာရီခန့်ရှိတော့ဒီမို့ပဝန်းကျင်တစ်ခွင်လုံးကိုအမောင်တို့ကလမ်းချုံထားသည်ဥဘောကြီးကဘာကြီးမိုးကိုကြည့်ရင်ဘာကြီးမိုးကျုပ်တို့ဘယ်လန်းကတောကြမလဲဗျဒေါ်လန်ကလမ်းတူတယ်ဆိုရင်ပဲညရင်ညတာကြတော့သွားလို့မကောင်းပြန်ဘူးကွငါတို့မှအချိန်လေးရှိတယ်ဆိုတော့ကပိုင်ရိုးဘဲကစိမ့်မယ်ကွာဘာကြီးမိုးကဥဆောင်သူမို့အားလုံးကဘာကြီးမိုးအကျန်းစီကိုလက်ခံလိုက်ကြသည်ဒေါ်လန်တိုင်းသွားလင်းမြို့သို့3-4နာရီခန့်သာသွားတော့လဲတောထူထချင်းအမောင်ကြချင်းတို့ကြောင့်နွားလဲသွားရာတွင်အနောက်ရှက်များရှိနိုင်ပြီသည်တို့ကြောင့်ဘာကြီးမိုးအကျန်းစီကိုအားလုံးကလက်ခံလိုက်ကြခြင်းဖြစ်သည်ဘာကြီးမိုးကတိုးကျော်လဲဖို့ကိုပြန်တက်လိုက်ပြီးအရှိဆုံးမှစတင်မောင်းနေလာခဲ့သည်သူတို့အနောက်တွင်ကောင်းဆန်းဤလဲပါပြီးဥပေါ်ကြီးလဲမှနောက်ဆုံးမှလိုက်လာခဲ့လေသည်စောင်းကိုຫນွေကူးမို့ရာသည်ဥထုပူသည်ဟုလည်းမစိုးသားအေးသည်ဟုလည်းမစိုးသားပြီးကောင်းကင်တွင်ရှိရဲ့လချမ်းကလေးကကွေးကွေးကလေးသာနေလေသည်မိုးကောင်းကင်တွင်တိမ်မောင်တိမ်လိမ့်များကင်းစင်ပြီးတိမ်ပပလွတ်လွတ်သာတပြောက်တလေးရှိသည်မို့လာရောင်ကပေါဝန်းကျင်ကိုဖြာကျနေလို့သည်ရွာပြေထွက်လာခဲ့သည့်အခါလုပ်ငန်းသိမ်းထားသည့်လေကင်းရာကင်းများကိုလာရောင်အောက်တွင်မျက်စိတစုံမြင်နေရလေသည်
တိုးကျော်ကရွာစီတို့တစ်ချက်လမ်းကြည့်လိုက်တဲ့အခါမီးခွက်မီးအောင်ကလေးများတလဲလဲနဲ့ဂွေးပင်ကောက်ရွာကလေးကိုလမ်းမြင်တွေ့ရလေသည်တိုးကျော်မှာနွားလဲမောင်းရင်ခက်ပြင်းပြင်းရှိတာတဖြစ်ဘာကြီးမိုးကိုစကားဆသည်ဘာကြီးမိုးနဲ့တောလန်းကိုကြတော့ရှောင်းပြီးဘာဖြစ်လို့ကပိုင်ချောင်းဘက်ကတွားရတယ်လေဗျကပိုင်ချောင်းဆိုတော့ကလည်းနာမည်ကြီးပဲမဟုတ်လားဟာတောလန်းကလမ်းကျန်းတွေကတိုးကျော်ရတိရိတ်ဝါရိတ်ကလည်းရှိသေးတယ်ညမောင်မခီးသွားတယ်ဆိုတော့လမ်းကအများကြီးစကားပြောတယ်ကွမတော်လို့နွားတွေကမမြင်မဆန်းနဲ့ကြိုက်နေမိပြီးခြေချိုးနိုင်တယ်ကလိုင်းထဲလဲပင်ကြုံသွားနိုင်တယ်မဟုတ်လားကွာပြီးတော့မြို့ကိုညတကောင်လောက်ကြီးရောက်သွားလိမ့်မယ်ကွဒီကဆိုင်တွေပိတ်အိမ်တွေပိတ်ထားတာဆိုတော့ငါတို့တွေစောက်ရတာမသက်သာဘူးမဟုတ်လားကပိုင်ချောင်းကသွားရင်ရောဗျာကပိုင်ချောင်းကအခုချိန်ရေမမရှိတာကွာတဲလန်မကြီးကလည်းဖြုတ်နေတာပဲမဟုတ်လားကွာအခုလာရုံနဲ့ဆိုရင်နွားတွေမြင်းမြင်းချင်းချင်းသွားလို့ရတာပေါ့ကွာပြီးတော့မနေ့3နာရီ4နာရီလောက်ဆိုရင်မြို့ကိုရောက်မယ်လေကွာစံဆက်က6နာရီဖွင့်တာဆိုတော့ငါတို့တိတ်ပြီးမစောက်ရဘူးပေါ့4နာရီလောက်ဆိုရင်ဆိုင်တွေဘာတွေလဲဖွင့်စားပြုတ်ပြီးတော့ငါတို့စားလို့တောက်လို့လဲအဆင်ပြေတယ်မဟုတ်လားဘာကြီးမိုးကတော့တွေးတတ်ပါပဲရဲ့ဗျာဒါကြောင့်လဲရွာမှာအလူရှိဘာကြီးမိုးပဲအကူအစီအစဉ်ပေးရတာပေါ့ဗျဟဲ့တိုးကျော်လမ်းကိုသေးချာကြည့်မောင်းစမ်းဒီနာကလမ်းကြီးပြီးလမ်းလဲကောက်တယ်တာပေါ်ကနေကြသွားမှလဲမောက်နေအောင်မယ်ရပါတယ်ဘာကြီးမိုးရဒီလမ်းကကျုပ်မောင်းနေကြလမ်းနေပါဗျဒိုးစင်မှာပြီလဲပင်ကလမ်းပဲရှိဂျိုက်ပွဲတစ်ခုတွင်းကိုကျသွားလိမ့်သည်ဂျိုက်မှာတင်းငယ်ဒီမိုးလဲပင်မကြုံတော့လဲလဲမှာဟုံးကတဲ့တုံခါသွားတော့သည်ဘာကြီးမိုးကတိုးကျော်ကောင်းကိုလမ်းပုတ်လိုက်ရင်ငါပြောနေတယ်မဟုတ်လားမင်းကတော့တော်တော်ပေါ့တဲ့ကောင်းပဲကောအရင်ကဒီနေရာမှာဂျိုက်မရှိဘူးဗျဘလို့လောက်ပြီးရောက်လာတာလည်းမသိဘူးတိုးကျော်မှာခေါင်းကုန်းလေလဲကိုဆက်လက်မောင်းနေလာခဲ့သည်ရွာထက်လမ်းမှာထွက်လာပြီးကပိုင်ချောင်းတွင်းသို့ဆင်းလိုက်သည်နှင့်မျက်စိတစ်စုံကျဲပြောလာသည့်တဲချောင်းကြီးကိုမြင်ရသည်ကပိုင်ချောင်းမှာမိုးရင်ခါတွင်လောအလူရေစည်းတန်သည့်ချောင်းတစ်ခုဖြစ်တော်လဲယခုကဲ့သို့မုံအလွန်ကာလများတွင်တော့တဲခုံများသာရှိသည့်တဲချောင်းကြီးဖြစ်ပြောင်းလဲသွားလေသည်ဖြစ်လောလောတဲတောင်ပြည်ကြီးကိုလာရောက်ကထိုးလိုက်သည်မို့ငွေကပလာကြီးခင်းထားသည်နှင့်ဝင်းလည်နေလေသည်ဒါနဲ့မကြီးမို့ကပိုင်ချောင်းကမြေကျန်းတယ်လို့ပြောကြမိမယ်ကျုပ်တို့တခါမှတရေတွေပါတယ်မမြင်ဘူးသေးဘူးဗျာမမြင်ဘူးတာကောင်းတာပေါ့ကွာဘာလဲမင်းကမြင်ချင်လို့လားမြင်ချင်တာတော့ဘယ်ဟုတ်ပါမလဲဗျာဒါပေမဲ့ကျုပ်ဆိုတဲ့ကောင်ကကိုယ်တိုင်မြင်ရမှယုံချင်တာဗျအခုလူတွေပြောနေကြတဲ့အကြောင်းတွေကပါစပ်ပြောနေပါဗျာရှာယူမရှိတိုင်းပြောနေကြတာတွေပေါ့ဗျဒီလိုလဲဘယ်ဟုတ်ပါမလဲကွာကပိုင်ချောင်းအကြောင်းကိုဟောဟိုနာကကပိုင်ရွာသားတွေအတိဆုံးပေါ့တို့ရကဒီလန်းကိုတိတ်မှမတုံးကြပဲကိုမင်းမယုံပေမဲ့ငါကတော့ယုံတယ်ဟဲ့ဘာဖြစ်လို့လဲဆိုတော့ငါခက်ငယ်ငယ်ကလေးကဒီကပိုင်ချောင်းမှာတရေနဲ့စုံဘူးလို့ပဲကောတို့ကြော်မှာအားတဲ့သွားကဟာဘာကြီးမို့ကိုတယ်ကြုံခဲ့ဘူးတာလားဗျပြောစမ်းပါဦးဗျာဒါမျိုးကြတော့ကျုပ်စိတ်ဝင်စားတယ်ဒေချာလို့လားကွာငါပြောတာနားထောင်ပြီးတော့မင်းကြောက်နေပါဦးမေဟာဗျာဘာကြီးမို့ကကျုပ်ကိုအထင်သေးတာပဲဗျာကျုပ်နာမည်တို့ကြော်ဗျတရေမပြောနဲ့ဘလူးတော့မကြောက်ဘူးဗျာအေးဒါဆိုရင်လေပြောပြရတာပေါ့ကွာအဲ့ဒီတုန်းကငါအိမ်တောင်ကြပြီသမီးကြီးမွေးပြီးစအချိန်ပေါ့ကွာဘာကြီးမို့ကအတိတ်ဖြစ်ရများစီတို့ပြန်ပြောင်းပြောဆိုလေတော့သည်မိုးရင်းကုံဆုံးပြီးစောင်းပေါက်လာသည့်အချိန်တွင်ကပိုင်ချောင်းတွင်ရေများနေပါသွားလေသည်ထိုကတဲတောင်ကုန်းကြီးများပေါ်ပေါက်လာကကြန့်ရှိနေသည့်ရေများမှလည်းရေအိုင်ငယ်ကလေးများဖြစ်သူပြောင်းလဲသွားပြန်သည်ထိုရေအိုင်ငယ်ကလေးများအတွင်းနေတော့မိုးရင်းတွင်လုံးချောင်းအတွင်းဝဲလေကျက်စားနေကြသည့်ငါးကြီးငါးငယ်တို့မှာရေအိုင်အတွင်းကြန့်ရှိနေတတ်ပေရာဘာကြီးမို့တစ်ဖြစ်လဲကိုမိုးဦးတို့အတွက်တော့ဟင်းစားတပွဲဖြစ်နေလေတော့သည်ကိုမိုးဦးတယောက်ရှားလုံငန်းပြည်စီသည့်ညနေဆောင်အချိန်တွင်ဂုံဝိုင်းပိုက်ကကပိုင်ချောင်းအတွင်းဆင်းလာခဲ့သည်မိုးဦးကြတွင်မွေးဖွားခဲ့သည်မို့ကိုမိုးဦးကိုမိဘများကမိုးဦးသာအမြင်ပေးခဲ့သည်ထိုစဉ်ကကိုမိုးဦးမှာအသက်30ကျော်သာရှိသေးသည်အိမ်အောင်ကြပြီးဇနီးဖြစ်သူမသိမင်လျင်သမီးကြီးကိုမွေးဖွားခဲ့သည်မှာလပိုင်းသာရှိသေးသည်မသိမှာငါအလွန်ကြိုက်သူဖြစ်လေရာကိုမိုးဦးကယနေ့မှတ်တင်အတွက်ဟင်းစားရှာပေးရန်ကပိုင်ချောင်းအတွင်းဆင်းလာခဲ့ခြင်းဖြစ်သည်ပြောကိုမိုးဦးစောက်ပါဦးဗျအနောက်သို့လက်ကြည့်လိုက်သည့်အခါတရားရဲနေဖိုးမောင်ဖြစ်နေလေသည်ဖိုးမောင်မှာအသက်73နှစ်သာရှိသေးသည့်ကလေးတူဖြစ်သည်ဖိုးမောင်ကကိုမိုးဦးနှင့်ဆွေမျိုးမကင်းလဲတော်ဆပေသည်ဖိုးမောင်လက်ထဲတွင်တော့နီးဖြင့်ရက်လုံးထားသည့်ရက်တဲ့တစ်ခုကိုကိုင်းဆောင်လာလေသည်ဖိုးမောင်ဘယ်ကိုလိုက်လို့လဲကောကိုမိုးဦးလက်ထဲ
ကိုဝိုင်းကြီးနဲ့ဆိုတော့ကပိုင်ချောင်းမှာငါးရှာထွက်မယ်မဟုတ်လားအေးပေါ့ကွမင်းလက်ထက်ကလည်းရက်တဲ့ကြီးနဲ့ဆိုတော့မင်းရောအဲ့ဒီကိုတော့မလို့လားတော့တော့ချင်းနဲ့ကိုမိုးဦးရဒါပေမဲ့နေကလည်းစောင်းနေပြီဆိုနည်းနည်းကြောက်လို့ဘာမှမကြောက်ပါနဲ့ကွာနေကအခုမှဝင်စားရှိသေးတာပါကွတို့ရကိုမောမချုပ်ခင်လောက်ပြန်ရောက်မှာပါတုံးနေကိုမိုးဦးနဲ့ဖိုးမောင်တို့မှာကပိုင်ချောင်းအတွင်းတို့အတူတကွဆင်းသက်ခဲ့ကြလေသည်ကပိုင်ချောင်းကတဲချောင်းမှုရေကကြည်လီလာသည်ရေအိမ်ကလေးများမှာငါးပေခန့်ကျဲသည့်အိုင်ငယ်ကလေးများမှအစကပေယာနှင့်ချီအောင်ကြီးမားသည့်အိမ်ကြီးများသည့်အစားစားရှိသည်ရေအိမ်ကလေးများမှာဘိုးမောင်ကဲ့သို့ကလေးများဖမ်းယူကြသဖြင့်ငါမှကုန်တလောက်ရှိနေပြီဖြစ်သည်ဘိုးမောင်မှာ10ပေခန့်ကျဲသည့်ရေအိမ်ငယ်ကလေးကိုပတ်ကြည့်နေကငါကတော့ရှားလာပြီဗျာဒီအိမ်ထဲဆိုရင်တကောင်နှစ်ကောင်လောက်ပဲရှိတော့ပါလားငါမများရတဲ့နေရာကိုငါသိတယ်ကွာဘိုးမောင်ရဘယ်နားမှလဲဗျငွေပုံသားဖះနာကကြောက်ကြကြည်နာပါပေါ့ကွာကိုမုံဦးပြောလိုက်သည့်အခါဘိုးမောင်တယောက်တုန်လှုပ်သွားပြီဟာငွေပုံသားဖះဆိုတာတိတ်အချောက်လန့်ကျန်းနေပြောကြတယ်နော်ငါကြောက်တော့မသွားရဲပါဘူးကိုမိုးရကြောက်မနေစမ်းပါနဲ့ဘိုးမောင်ရငါတယောက်လိုရှိနေပါတယ်ကွာမင်းဒီအိမ်လေးတဲ့ရှာနေလဲရင်းစား3-4កောင်ပြီပုံမရောက်ဘူးကွာငါနဲ့လိုက်ခဲ့စမ်းပါအဲ့ဒီမှာငါကတော်တော်များသလားကိုမိုးတရေ6တွေလို့နာမည်ကြီးတော့လူတွေမလာရဲကြဘူးပေါ့ကွာဒီတော့ငါတွေကြံတာပေါ့ကွာဟိုနေ့ကငါဒီလိုအချိန်တယောက်တည်းကွန်သွားပြေးတာ4-5ကပြည့်ပြီးတော့ငါတော်တော်များများရတယ်ကွာဟင်းတော်နှခါခွဲချရတယ်ဟဲ့ဖိုးမောင်မျက်လုံးများအယောင်လက်သွားသည်ဟာဒါဆိုကြောက်ပြလိုက်မယ်ဗျာအေးလိုက်ခဲ့ကိုပြည့်ပြီးငါတွေဝိုင်းဖြုတ်ပေးပေါ့ကွာဟင်းစားရတော့မင်းကငါခွဲပေးမှာပေါ့ကွာဟုတ်ပြီလားတုံးနေကိုမုံဦးနဲ့ဖိုးမောင်တို့မှာချောင်းရိုးအတိုင်းဇန်တက်လာခဲ့ကြသည်ကပိုင်ချောင်းအထက်ပိုင်းနားတွင်ကမ်းမကြီးတစ်ခုရှိလေသည်ထိုကမ်းမကြီးပေါ်တွင်ငွေပုံသားစေတီကိုတိဆောက်ထားသည်ငွေပုံသားစေတီမှာရှစ်ခေတ်ကလေးကတည်ရှိခဲ့သည့်စေတီတဆူဖြစ်ကဥစ္စာစောက်များတိုက်ဆောက်များရှိသည်ဟုနာမည်ကြီးသည်နေစဉ်ကြည်ပါနေကြဗုဒ္ဓပူဇနီယဖျားပွဲအချိန်မှလွဲ၍ငွေပုံသားဖျားအနည်းတွင်လူသူမရှိတတ်ပေထိုငွေပုံသားဖျားတည်ရှိရာတစ်ဖက်ကမ်းတွင်တော့ကပိုင်ရွာကလေးတည်ရှိသည်ထိုရွာထိပ်တွင်ရွှေပုံသားဖျားဟုအမည်ရသည့်ဖျားစီတဆူရှိပြန်သည်အများဆိုရာထိုရွှေပုံသားဖျားနှင့်ငွေပုံသားဖျားမှာမင်းညင်မင်းသားနှစ်ဦးဟိုဘက်ကန်ဒီဘက်ကမ်းတွင်အပြိုင်တည်ခဲ့ကြသည့်ဇေဒီနစုဟုသိရသည်ဇေဒီများ၏ပုံသဏ္ဍာန်များမှာလည်းအတော်အတန်တူညီလာသည်ရွှေပုံသားဖျားမှာရွာထိပ်တည်ရှိတော်လဲငွေပုံသားဖျားမှာတော့ကပိုင်ချောင်းဤတောင်ကုန်းတစ်ခုပေါ်တွင်တည်ရှိသည်သို့သောကပိုင်ချောင်းရေတိုက်ဆောင်မှုကြောင့်ယခုငွေပုံသားဖျားတည်ရှိနေသည့်ကုန်းမှာတချမ်းသာရှိလေတော့သည်ဒုက္ခမကြီးအောက်ဘက်တွင်ကြောက်ချလွာများတည်ရှိသည်အချို့ကြောက်ချက်လွာများမှာလူတစ်ယောက်၏အရက်ထက်ပင်မြင့်မားသဖြင့်ကြောက်ထကြီးဟုခေါ်ကြသည်ထိုကြောက်အထများအလဲတွင်တော့လူကြီးရင်ကောင်းခန့်နေသည့်ရေအိုင်တအိုင်ရှိလေသည်ယခုဂုံမုံဦးတို့ဦးတည်နေသည်မှာထိုရေအိုင်စီတို့ဖြစ်သည်ကြောက်ထများကိုဖြတ်ကျော်ခဲ့ပြီးသည့်အခါရေအိုင်ကိုလမ်းမြင်နေရသည်ဂုံမုံတို့နေအောင်ရေအိုင်စီတို့တွားရောက်သည့်အခါနေကလုံးလုံးဝင်သွားပြီးဖြစ်သည်ကောင်းကင်တစ်ခွင်တွင်အနည်းရောက်အလဲတန်းများဖြင့်တိမ်တောက်ကလှပနေလေသည်ကမိုးကရေကိုကန်ကြည့်သည့်အခါရေများမှာအေးဆက်နေလေသည်ကမိုးကကြောက်တုံးတစ်ခုပေါ်တွင်ရပ်တန့်လိုက်ကကပုံစအတွင်ထွက်လာသည့်ဖွဲနှုတ်များကိုလက်တဆုပ်စာခန်းနိုင်ယူလိုက်ကရေအိုင်ကလေးစီတို့ပဲ့ကျဲလိုက်လေသည်ဖွဲလူများမှာရေမျက်နှာပြင်တွင်ပြန့်ကျဲနေလေသည်မကြခင်အချိန်မှာပင်ရေမျက်နှာပြင်တွင်လှုပ်ရှားမှုများကိုမြင်တွေ့ရသည်ကမိုးပဲ့ကျဲလိုက်သည့်ဖွဲများကိုကန်အတွင်းရှိငါးများကလာရောက်စားတောင်းကြခြင်းဖြစ်ပေသည်ကမိုးကကွန်ကိုတေချာကင်လိုက်ပြီးနောက်ကိုတချမ်းဆောင်းတဲ့ကွန်ကိုလွဲယူကအဝိုင်းပုံစံဖြစ်တော့အောင်ရေလေတို့ပြစ်ထစ်လိုက်လေသည်ကိုမရေမျက်နှာပြင်ပေါ်သို့စကောဝိုင်းကြီးနဲ့ဝိုင်းကြသားကွာငါးများကိုအလင်းမြန်အုပ်မိလေသည်ကိုမိုးလည်းအချိန်မဆွဲတော့ပဲကွန်ကိုပြန်ဆွဲယူသည်ဘိုးမောင်ကလည်းကိုမိုးကကူကြီးကဆွဲယူပေးလေသည်ကိုတွင်းနေတော့ငါးများကဖွေးဖွေးလှုပ်အောင်လှုပ်ရှားနေကြသည်ထိုကွန်အားကြောက်တုံးပေါ်သို့ဆွဲတင်ယူလိုက်ကငါးများကိုဖြုတ်ရသည်ကိုမိုးယူလာသည့်အဝခတ်ချင်းချင်းပလိုင်းတစ်ခုအတွင်းသို့ငါးများကိုဖြုတ်ထည့်ရသည်ငါမှအမျိုးအစားစုံလင်လာသလိုအရွယ်အစားကလည်းစုံလင်ပေသည်တရာခန့်ရှိသည့်ငါးများမှစတင်ကလက်တညိုခန့်ရှိသည့်ငါးများအစုံဖြစ်သည်ကိုမိုးတယောက်တည်းငါးဖြုတ်လင်းအချိန်ကြာတတ်တော်လဲယခုတော့ဖိုးမောင်ကပါဝိုင်းဖြုတ်ပေးနေသဖြင့်အချိန်ခဏလေးအတွင်းပိုက်ကွန်မှငါးများကုံသွားတော့သည်တွေ့လားဖိုးမောင်ကွန်တစ်ချက်နဲ့တင်မနေရတာဟာတုံးလေးချက်ဆိုရင်တော့တောင်းပြစ်မယ်ထင်တယ်
ဖုံးအောင်ကလည်းပျော်မြူးနေလေသည်ကိုမဦးကဖုံးအောင်ရေအိုင်ဟုတ်ဘက်ချမ်းကိုဆင်းပြီးငါတွေကိုဒီဘက်ကိုမောင်းခဲ့ကွာငါဒီနားရောက်တော့မှကွန်ချက်ပြစ်မယ်ဖုံးအောင်မှလည်း900လိုစောပြည့်ရေကန်တစ်ဖက်သို့ကွေ့ပတ်သွားလိုက်သည်ရေကန်မှာပေတရာခန့်သာကြံဝတ်သည်မို့တိတ်ဝဝမသွားလိုက်ရပြီဖုံးအောင်ကကန်တစ်ဖက်ရောက်သည်နှင့်ဒုတ်တစ်ချောင်းကိုယူကရေကန်စသို့ဆင်းလိုက်လေသည်ပေါင်းလေလောက်အထိဆင်းသက်လိုက်ပြီးနောက်ထိုဒုတ်ဖြင့်ရေပြင်းတဲ့ပြင်ကိုတပြုံပြုံထုနေရာထိုအချမ်းတွင်ခိုးအောင်နေကြသည့်ငါးများမှာကိုမုံဦးရှိရာတစ်ဖက်စီသို့ပြေးကူးလာကြသည်ကိုမုံဦးကဘွဲတဆုပ်ကျဲကကွန်ချက်ထပ်ပြစ်ခတ်လိုက်လေရာထိုကွန်ချက်မှာအဆအဆုံးပြည့်သည့်ကွန်ချက်တဲ့ငါအမိများသည်ဘုံမောင်မှာပြေးလာကကွန်ရှိငါးများကိုဖြုတ်ကြသည်တရာခန့်ရှိသည့်ငါးများပင်14កောင်ခန့်ရလေသည်ကိုမုံဦးကပိုက်မငါးများကိုဖြုတ်ပြီးပလိုင်းတွင်းသို့ထည့်လိုက်သည်ဟာဘလို့ဖြစ်တာလဲကိုမုံဦးရေချိုးလိုက်မိသည်ပလိုင်းတွင်ငါးများမှာတိတိတတ်တာရောက်နေသည်ကိုတွေ့ရသည်ဟာခုနကတစ်ခေါက်ငါဖြုတ်တဲ့အခါပလိုင်းအောင်ချေကိုပင်ဖုံးမိတော့လဲယခုအခါတွင်တော့ငါတကောင်စနှကောင်စကိုသာတွေ့ရသည်ငါတွေရောက်နေပါလားကွကိုမုံဦးကပလိုင်းများပေါက်နေသလားဆိုပြီးလန်လော်ကျင့်နေလေသည်သို့တော့မြည်သည့်အပေါက်မှမရှိအပေါက်ရှိ၍ငါထွက်ပြေးသည့်ဆုံးတော့ပလိုင်းမှာရေကန်နဲ့ခက်လန်းလန်းနေရာတွင်ချတာတဲ့ဖြင့်ငါမှထိုများလောက်ခုံသွားနိုင်ပုံမရပေမင်းယူသေးလားဖုံးမောင်ဟာကိုမိုးကတော့လုပ်ပြီကျုပ်အခုမှရေထဲကတက်လာတာပါဗျာအေးကောငါတွေရော့နေတယ်ဟာဗျာဟုတ်ပါမလားဗျဒီနားမှာလူဆိုလို့ကျုပ်ရဲ့ကိုမိုးရေပဲရှိတာကိုမိုးအမတ်မနေတာဖြစ်မှာပါကိုမိုးလည်းမတွေးတတ်တော့ပြီနေအောင်ကြီးတဖြည်းဖြည်းဆုပ်ယုပ်လာပြီးညမောင်လာပြီးဖြစ်တဲ့ဖြင့်ကိုကျက်ထပ်ပြည့်ရန်အလုံးကငါးများကိုမြန်မြန်ဖြုတ်၍ပလိုင်းတွင်းတို့ကောက်ထည့်ရလေသည်ယခုတခါတွင်တော့ပလိုင်းသုံးဖို့တပုံခန့်ရရှိသွားပြီဖြစ်သည်ကိုမုံဦးကပလိုင်းတွင်းမှငါးများကိုထွက်နိုင်ရန်သူဆောင်ထားသည့်အုတ်ထုပ်နှင့်အဝါကိုအုပ်ခဲ့သည်တတိယတခါကွန်ပြီးတဲ့အခါတွင်လဲငါးများရပြန်သည်ငါးဖြုတ်ပြီးပလိုင်းထည့်ရန်ကြည့်သည့်အခါငါးမှာဖင်ကတာရှိနေပြန်သည်ကိုမုံဦးကအလွန်ဒေါသထွက်နေပြီသည်ဟာဟုတ်တော့မဟုတ်တော့ဘူးနော်ငါးတွေပျောက်ပြန်ပြီဖုံးမောင်မယုံရင်ဒီမှာကြည့်ဖုံးမောင်ကပလိုင်းတွင်ကြည့်လိုက်ရာငါးက4-5កောင်သာရှိသည်ဖုံးမောင်လဲခေါင်းကုတ်ရင်ငါးတွေပြန်ကုန်ထွက်ကုန်တာများလားကိုမဟုတ်ဘူးငါးခုံမထွက်နိုင်အောင်လို့ငါအုတ်ထုပ်နဲ့ပိတ်ခဲ့တာပါကွာတကယ်တော့ခုံထွက်တယ်ပဲထောင်းဒီအုတ်ထုပ်ကကြနေရမှာပေါ့ကွာဟုတ်တယ်နော်ကိုမဟုတ်ကဒေါသထွက်နဲ့မတ်တက်ရလိုက်ပြီဟေးငါအားကိုဘဲကောင်ခိုးတာလဲကွာစားချင်းလဲလာတောင်းစားဟင်းစားပေးလို့ရတယ်အခုလိုခိုးကြောင်ခိုးဝဲတော့မလုပ်နဲ့ငါမကြိုက်ဘူးဟဲ့ကိုမဦးကပြောဆိုရင်ရေကန်တဝိုက်ကိုလိုက်ကြည့်နေပြီဒီကိုမဦးអော်လိုက်သည့်အတန်းမှာရေကန်အနီးကြောက်ချများအကြားတွင်ပဲ့တင်ထပ်သွားလေသည်ဒေါ်စင်ဖုံးမောင်ကတနေရာသို့လက်ညှိုးထိုးလိုက်ကကိုမဦးဟိုမှာဖုံးမောင်လက်ညှိုးထိုးပြလိုက်သည့်နေရာသို့ကိုမဦးလက်ကြည့်လိုက်သည့်အခါသူ့နောက်မှာကြောက်တုံးအပေါ်တွင်စောက်ကြောင်ထိုင်နေသည့်မိမတယောက်ကိုတွေ့မြင်ရလေသည်ထိုမိမကြီးမှာထမိန်အနီအောင်ကိုဝတ်ဆင်ထားကတကိုယ်လုံးရှိအသားများမှလည်းမဲပြနေလေသည်ကိုမုံမှာထိုမိမကြီးကိုမြင်တွေ့လိုက်သည်နှင့်ထိတ်လန့်သွားသည်ထိုမိမကြီးကသွားဖြူဖြူကြီးများပေါ်အောင်ဖျဲပြရင်းလက်တစ်ဖက်ကိုဖြန့်ကကိုမုံထံသို့ပြေးဝင်လာသည်ဟာတရေဖုံးမောင်မှာအော်ဟိလျက်ရေကန်အနီးမှထွက်ပြေးတော့သည်ကိုမုံမှာဂုံဝိုင်းကိုကောက်၍ပခုံးပေါ်တင်လိုက်ကပလိုင်းကိုဆွဲယူလိုက်သည်ထိုခိုင်တရေမကြီးမှာကိုမုံဒီရောက်လာလေသည်ဘေးငါ့ကိုငါဘေးလက်ဝါးဖြန့်ကကိုမုံကိုတောင်းဆိုလေရာကိုမုံကလက်ထက်ကပလိုင်းကိုပြစ်ဖောက်လိုက်ပြီးတစ်ဖက်သို့လက်ပြေးတော့သည်ခက်လန်းလန်းရောက်တဲ့ဖြင့်လက်ကြည့်လိုက်တဲ့အခါတရေမကပလိုင်းအားဖောက်စားနေသည်ကိုတွေ့လိုက်ရသည်ဘုံမောင်တယောက်အရေးရောက်ပြီးမတွေ့ရတော့ကိုမုံလည်းဆက်ပြေးလျာတနေရာအရောက်နေတော့ရှေ့ဆက်ပြေးမရပဲတောက်ခနဲ့ရက်တန်သွားသည်ကိုမုံလက်ကြည့်လိုက်တဲ့အခါတရေမကြီးကကိုမုံပခုံးပေါ်တင်ကဆွဲလာသည့်ကိုဝိုင်းကြီးကိုလက်ဖြင့်ဆောက်ဆွဲထားသည်ကိုတွေ့ရသည်ကိုမုံကြီးလည်းတွေးမနေတော့ပဲထိုကုံကိုပြစ်ချခဲ့ပြီးရွာသို့တုတ်ချေတင်းကပြေးလာခဲ့သည်အဲ့ဒီနောက်ပိုင်းကလေးကပိုင်ချောင်းတဲ့ငါမဖမ်းရဲတော့တာပဲဟေးဘာကြီးမိုးပြောပြသည်ကိုတိုးကျော်ကနားထောင်လေးရဲ့ဘာကြီးမိုးကဘာဖြစ်လို့ပြေးကြလဲဗျာဟာတရေနဲ့တွေ့တာမပြေးလို့ငါကဘာလုပ်ရမှာလဲကောနေရာချင်းသာလဲလိုက်ချင်းပါတယ်ဗျာကြောက်တာဆိုပြေးမှာမဟုတ်ဘူးဗျကျုပ်ငါကိုလှုပ်စားတဲ့တရင်မှတချီတမောင်းလောက်တော့မတ်လောက်သားလောက်အောင်စော်ပလော်တီးထက်လိုက်ပါဗျ
အောက်မှာမင်းကတကယ်မတွေ့ဘူးတော့ပြောဟာရှိတာပေါ့ကွာငါမှအဲ့ဒီတုန်းက9ရက်လောက်ဖျားလိုက်သေးတာကွာတို့ကြောင့်မှဟားတိုက်ကရေမောခဲ့သည်လဲမှာမောင်းနေလာရင်မကြခင်အချိန်တွင်ကပိုင်းချောင်းပေးကမ်းမကြီးပေါ်တွင်တရှိသည့်ဝေဘုံသားဖျားစီတီကိုလမ်းမိရလေသည်ရုံများဖြူဖွေးအောင်တုတ်ထားသဖြင့်လာကြောင်ထိုးလိုက်သည့်အခါဝေဘုံသားဖျားကြီးမှာတကယ်ငွေစီတီကြီးတစ်ခုလားဝင်းလဲတောက်ပနေလေသည်ကမ်းတစ်ဖက်မှာကပိုင်းရွာကလေးမှာတော့အမောင်တို့အတွင်းငြိမ်သက်စွာတည်ရှိနေလေသည်ဟောပြောရင်ဆိုရင်ဖျားအနာတော်ရောက်လာပေါ့ဘာကြီးမိုးကပြောဆိုလိုက်ရင်ငွေဘုံသားစီတီကိုရီမန်းကလဲအိုချီလိုက်လေသည်တို့ကြောကကြောက်ထကြီးနာဆိုတော့ဟောခုနေရာကြီးဖြစ်မှာပေါ့နော်အေးပေါ့ကွာဒီအချိန်ဆိုရင်တော့ကြောက်ထကြားမှာလဲရေအိုင်ဘဲကြံပါတော့မလဲကွာစကားတပြောပြောနဲ့လဲကိုမောင်းနေလာရတတိယရေပြန်လဲကြည့်တော့မှကောင်းဆန်မောင်းသည့်လဲမှာသူတို့လဲနဲ့အနောက်ခက်လက်လန်းတွင်ပြကြံနေခဲ့သည်ဥပေါ်ကြီးလဲဆိုရင်လာရောင်အောင်တွင်မုံမုံဝါသာမြင်တွေ့ရသည်ဘာကြီးဘောကမင်းကနွားပြတွေကိုဒုံတိုက်လာခဲ့တော့အရှိကိုရောက်စေတာပေါ့ကွာမဖြစ်ဘူးခွေငါတို့စောင့်မှဖြစ်မယ်ဘာဆောက်เสียလို့လဲဗျာကပိုင်းချောင်းကြီးကဖြိုးနေတာပဲကိုဘာများလမ်းမเสียရှိလို့လဲမင်းပြောတာလေဟုတ်တာပဲဘာပဲဖြစ်ဖြစ်မြို့ထိတ်နာရောက်ရင်တော့ရက်ဆောက်မှထင်းနေကော့တို့ကြော်မှာပြောဆိုရင်လဲကိုဆက်လက်မောင်းနေလာခဲ့သည်ငွေပုံသားဖះအနီးရောက်တွင်ဖះစီတီပေါ်မှာတဝင်းဝင်းတလဲလက်အယောင်များကိုတွေ့ရလေသည်ဘာကြီးမောကလမ်းကြည့်ရင်ဟာဇေဒီပေါ်မှာမီးအောင်တွေ့တယ်ကော့ဟာတယောက်ယောက်လာပြီးစီမီပူစော်သွားတာနေမှာကော့စက်ကျင်နေရင်အလင်းရောင်ကလေးမှာတစ်ခုမှနှစ်ခုမှလေးခုတို့တဖြည်းဖြည်းပွားများလာပြီးနောက်ဘုရားစီတစ်ခုလုံးဒိုးလင်းရောင်များကပတ်ချုံသွားလေသည်ဒိုးကျော်နဲ့ဘာကြီးမိုးတို့မှာတယောက်နဲ့တယောက်စကားပေမပြောနိုင်ကြပဲဂျုံလင်းရောင်များကိုတွေ့ဝေပြီးကြည့်နေမိသည်အလင်းရောင်များမှာဇေဒီယာသုံးမတီတီလက်ပတ်ပြီးတဲ့အခါကံမကြီးအတိုင်းတဖြည်းဖြည်းဆင်းချလာလေသည်ဟာဘာကြီးမို့လာကြပြီဗျဟေးငါတို့လဲနာကဖြတ်မှာပဲကွာဟိုးတာလဲကိုရထားစမ်းဘာကြီးမို့ပြောတတ်ပြီးလဲကိုရထားလိုက်ရသည်ထိုအလင်းရောင်တလက်လက်များမှာကမ်းမပေါ်မှာဆင်းလာပြီးချောင်းတွင်းသို့ရောက်လာသည်မကြမီလာရောင်အောက်တွင်နွားဖြူကြီးများဆွဲထားသည့်နွားလဲများနှင့်လူများကိုတွေ့လိုက်ရပြန်သည်ထိုလဲကြီးများ၏ထိတ်နှင့်အနောက်ဘက်တွင်တော့ကညင်စီမီးတိုင်ကဲ့သို့မီးတိုင်များထုံးညှင့်ထားကြလေသည်ဟောဗျာဆင်းလာတော့ကအလင်းဆက်ကလေးတွေအခုတော့ဘယ်လိုလုပ်ပြီးလဲကြီးတွေဖြစ်သွားတာပါလိတို့ကြောင့်မှရေရွနေလေသည်အချင်းကညရှိနိုင်ခန့်မြင်ရှိအောင်မီလာရောင်အောက်တွင်လဲကြီးများကိုအတိုင်းသားမြင်နေရလေသည်လဲပေါ်တွင်လဲမောင်းသည့်အပြင်လဲအနောက်တွင်လူများထိုင်လိုက်လာကြသည်လဲပေါ်တွင်တော့ရာဝင်အိုးကြီးတစုံကိုတင်းဆောင်လာသည်ထိုရာဝင်အိုးကြီးများတွင်လဲထုံးပြူပြူနှင့်ရေးသားထားသည့်အခရာများကိုတွေ့ရပြန်သည်ထိုလဲကြီးကဒိုးကျော်တို့လဲကိုမမြင်တွေ့သည့်အလားဒိုးကျော်တို့လဲနေရောက်မှဖြတ်သွားသည့်တိုင်အောင်လဲကြည့်ချင်းစကားပြောခြင်းများမရှိဘဲသူ့ဘာသာသူတွာလာနေကြလေသည်လဲကြီးကိုစီတိတိမှကပိုင်းချောင်းကိုဖြတ်တန်းလျက်တစ်ဖက်ရှိကပိုင်းရွာကလေးစီတို့ဦးတီကတွာလာနေကြခြင်းဖြစ်သည်တွာလာနေသည့်အချိန်တွင်လည်းနွားတန်များလူတန်များစူညံနေတဲ့ကဲ့သို့အကြေပြားများကိုလောက်ခါသည့်အတန်ကဲ့သို့တချင်းချင်းအတန်များကိုပါကြားနေရလေသည်လဲကြီးကိုစီမှာကပိုင်းချောင်းအလဲခန်းရောက်လေအခါဒိုးကျော်တို့မြင်မင်းမှပျောက်ကဲသွားပြီးအလင်းမုံအလင်းဆက်ကလေးများအဖြစ်ပြန်လဲတင်းငယ်သွားတော့သည်လဲကြီးများဖြတ်သွန်းပြီးတော့လဲဘာကြီးမိုးနဲ့ဒိုးကျော်မှာကြက်တီတီကကြောင်အန်းဖြစ်နေစေပြီဘာကြီးမိုးဒီလဲတွေကိုဘာကြီးမိုးလဲမြင်လိုက်ရတယ်မဟုတ်လားအေးငါလဲတွေ့လိုက်တယ်ကွမသိပါဘူးဗျာကျုပ်တယောက်တည်းများမြင်နေရတာလားလို့ဒါနဲ့ဒီလူတွေကဘယ်သူတွေလဲမသိဘူးနော်ငါတင်တော့ဥစ္စာဇောက်တွေဖြစ်မယ်ကွဒုတ်ငယ်ကငွေပုံသားဖះတိုက်အကြောင်းလူကြီးတွေပြောတာကြားဘူးတယ်ဒီဖះချင်းကြီးကတိုက်ထဲမှာလဲကိုစီတိုက်ရတနာတွေရှိတယ်လို့ပြောတာကြားဘူးတကွဒါဆိုဒီလဲတွေကတိုက်ပြောင်းတာပေါ့နော်ဗျအေးကွလဲတွေအကုန်လုံးကပိုင်းရွာကလေးဘက်ကိုသွားတာထောက်တော့ရှေးဘုံသားဖះစီသွားတာပဲနေမှာရှေးဘုံသားဖះဆိုတာကလည်းတိုက်နှန်းရှင်တွေရှိတယ်လို့ကြားဘူးတာပဲမဟုတ်မှလွယ်ရောဒီရောင်ဝင်အိုးကြီးထဲမှာရတနာတွေရှိတယ်ထင်ရင်တော့ဘာကြီးမို့ဟုတ်တာပေါ့ကွာဘလို့လဲကွဒိုးကြော်ရတိုက်နှန်းရှင်ဆိုတာကိုမင်းမြင်ပြီးမဟုတ်လားအဟုတ်တာပေါ့ကွာဘာကြီးမိုးနဲ့ဒိုးကြော်တို့စကားပြောနေစဉ်တွင်အနောက်မှကောင်းဆန်မောင်းလာသည့်လဲကသူတို့လဲနေမီလာလေသည်ကောင်းဆန်ကဘာကြီးမိုးတို့ကိုကြည့်ပြီးဩဘာကြီးမိုးတို့ကလည်းတွားနေတာမဟုတ်ဘူးကျုပ်တို့လိုက်လာမှာပေါ့ဗျာ
တို့ကျော်ကကောင်းဆန်ကိုကြည့်ကဒါနဲ့ကောင်းဆန်ခုနကမေဘုံသားဖျားပေါ်မှာမီးတွေလက်နေတာကိုမင်းမြင်လိုက်ရလားကောင်းဆန်ကတို့ကျော်စကားကိုကြားသည့်အခါအထူးဆန်းတပွဲဖြင့်ခေါင်းခါပြလေသည်ပြီးတော့မိတိုင်ပြီးထုံထားသည့်လဲကြီးတွေနွားဖြူကြီးတွေကိုရောတွေ့လိုက်ရဲ့လားအကျုပ်ဘာမှမတွေ့ပါဘူးဗျာဟာဖေးကောဒီလောက်စုညာနေတာကိုကွာတန်တော့မင်းလဲမောင်းရင်ငိုက်လာတာမဟုတ်လားကွတောက်တီတောက်တဲ့ဗျာကျုပ်ငိုက်လဲမငိုက်ပါဘူးလမ်းကိုတေချာကြည့်ပြီးတတိကြီးကြီးနဲ့မောင်းလာတာပါဗျာငွေပုံသားဖျားမှာမီးရောင်လဲတယ်ဆိုရင်ကျုပ်တို့လည်းမြင်ပါပေါ့ဗျဘာကြီးဘောကတိုးကျော်ပကုံးကိုပုတ်ရင်အဲ့ဒါပဲကွာတိုးကျော်ရမင်းနဲ့ငါနဲ့မြင်လိုက်ရတဲ့ဆိုတာငါတို့ကအဲ့ဒီတိုက်ကဥစ္စာစောက်တွေတိုက်နှန်းရှင်တွေနဲ့ပထန်းဆဲပါလို့ဖြစ်မယ်ကွပြောဆိုပြီးနောက်သူတို့လည်းဆက်လက်မောင်းနေလာကြလေသည်တိုးကျော်မှာတော့ထိုအဖြစ်ကိုကိုယ်တိုင်ကြုံခဲ့ရတော့လေအခုထိစိတ်ထဲမယုံနိုင်သေးပြီတို့နေစဘာချိတ်တဲ့ကိစ္စလည်းပြီးသွားခဲ့လေသည်အပြန်လန်းနေတော့နေကင်းအချိန်ဖြစ်တဲ့ပြည့်မိတို့မှမထူးကြပြီသို့တော့ငွေပုံသားဖျားနီးမှအဖြတ်တွေတိုးကျော်တယောက်ချက်သိမ်းများတပြင်းပြင်းချကဘာရဲမဟုတ်ပဲကြောက်လန့်နေမိသည်ရွာတို့ပြန်ဝင်လာသည့်အခါညနေအလွန်ဆောင်းနေပြီဖြစ်သည်တိုးကျော်ကလဲကိုခြံဝိုင်းအတွင်ရလိုက်သည်အလူအတွက်လှုပ်အားပေးများကလဲတွင်တဲဆောင်လာသည့်စံများကိုခတ်ယူကြသည်ရွာကမိန်းကလေးများကစံထဲတွေစပားခွန်များမျက်သီးများနှင့်ဖုံမှုများမပါစေရန်အတွက်စကောများနှင့်ပြာတီးကတန့်စင်ယူကြလေသည်တန့်စင်သွားသည့်စံများကိုပုတ်တုံကြီးများအတွင်သို့ထက်ကသိမ်းဆဲကြသည်တိုးကျော်မိန်းမမိညုံမလဲစံပြာသည်လောက်အားကအဖွဲတွင်ပါဝင်သည်တိုးကျော်မှာခြေလက်ဆေးကြောပြီးအိမ်ရှိသို့ထွက်ခဲ့သည့်အခါမိုးကျော်ကတိုးကျော်ကိုစိမ့်စိမ့်ကြီးကြည့်နေလေသည်တိုးကျော်ပင်ထူးဆန်းတော်ပြီးမိညိုငါပြန်လာပြီလေဟာမိညိုကဘာမှမပြောပဲဘာကြောကြီးများထောင်းအောင်အန်ကျိတ်နေလေသည်တိုးကျော်မှာအံ့အားသင့်နေစဉ်မိညိုကလက်ထဲမှစကောကိုပြစ်ချကတိုးကျော်စီကိုခုံဝင်လျက်တိုးကျော်ကိုနပန်းဖက်လို့တော့သည်ဟဲ့မိညိုနေဘာဖြစ်တာလဲဘာဖြစ်နေတာလဲစံပြနေသည့်လူများပါဝိုင်းဆွဲကုန်ကြသည်ထူးဆန်းသည်ကမိညိုမှာအလွန်အားတန်နေပြီးမိန်းကလေး၄-၅ယောက်ဆွဲရပင်မရပြီတိုးကျော်ကိုလည်းဒိုးလိုက်ကြိတ်လိုက်နဲ့နှိမ့်ဆက်နေလေသည်တိုးကျော်ကဇနီးမယားမှုမိညိုကိုပြန်လဲမတိုက်ခိုက်ပဲခုခံရတာနေရသည်ဘာကြီးမိုးတို့ယောက်ျားသားများကမိညိုကိုဝိုင်းဆွဲတော့မှမိညိုမှာတိုးကျော်အားလွတ်လေသည်တိုးတော့မကျေနပ်သည့်ဟန်ဖြင့်မျက်စောင်းကြီးခဲကတိုးကျော်အားရက်ကြည့်နေလေသည်ဘာကြီးမိုးကမိညိုအားကြည့်ရင်ဟဲ့မိညိုနေပါဖြစ်တယ်လေတိုးကျော်ကိုနေပါမကျေနပ်လို့လေမကျေနပ်ဘူးဒီကောင်ကလောကမကျေနပ်ဘူးမင်းညိုအတန်းမှာပြောင်းသွားပြီးကိုယ်ကြီးဖြစ်နေလေသည်ဘာကြီးမောကမင်းညိုရဲ့အမူအရာကိုအကဲခါကြည့်သည်အတန်းပြောင်းခြင်းမျက်သားများနေခြင်းအလွန်ကြမ်းတမ်းနေခြင်းတွေကိုကြည့်ကမင်းညိုတယောက်အပမင်းနေပြီးမှတိလိုက်ရသည်တိုးကျော်တယောက်တည်းမင်းညိုထိုးကျိတ်ထားသည်ဖြင့်မျက်နာကဖူးယောင်နေပြီဖြစ်သည်တိုးကျော်ရေမင်းညိုအပမင်းနေပြီဟဲ့ရွှေရင်ကျော်ဆရာကြီးကိုသွားပြင်စမ်းတို့နေရွာရှိရွှေရင်ကျော်ဆရာကြီးအဘကြီးကိုသွားပြင်ရသည်အဘကြီးကမင်းညိုအားဆေးဆောင်ဝါဆောင်များဖြင့်ဖမ်းချုပ်ပြီးမေးမြန်းလေတော့သည်နေမသူလဲဘာဖြစ်လို့ဒီလိုလောက်ရတာလဲဒီကောင်ကငါ့ကိုစိန်ခေါ်တယ်ဒီကောင်ကငါမကျေနပ်ဘူးဘလို့စိန်ခေါ်တာလဲအာနေတဲ့ငွေပုံသားဖျားနာကကြောက်ကြကြီးကိုရောက်တော့ငါ့ကိုအကြောင်းသိအောင်တပွဲတလန်းစော်ပလော်တိမယ်လို့ပြောတယ်ဘာကြီးမိုးနဲ့တိုးကျော်မှာအလွန်အံ့အားနေမိသည်အဘကြီးပညာဖြင့်မိညိုထံတွင်ဘုကနေသည့်တရေကိုမောင်းထုတ်ရလေသည်ထိုတော့မှတိုးကျော်တယောက်တရေတစ်စင်ကိုနဖူးတွေဒူးတွေကြုံကယုံလဲယုံသွားတော့သည်ထိုအဖြစ်ပြများဖြစ်ပြီးနောက်မိုးရာသီတို့ရောက်ခဲ့သည်ထိုနေ့ကမိုးဦးကောင်းသဖြင့်မိုးဦးလေဦးကပြေးထန်ညွှန်းလာသည်ကပိုင်ချောင်းရီမှာလဲခါတိုင်းနှစ်များနဲ့မတူပဲအလွန်အားပြင်းစီးစီးနေလေသည်ရေစီးပြေးထန်မှုကြောင့်မေဘုံသားဖျားတဲထားသည့်ကမ်းမကြီးကိုရေတိုက်စားကထိုကမ်းမကြီးနှင့်အတူငွေဘုံသားဖျားပါကပိုင်ချောင်းအတင်းတို့ပြိုကျသွားတော့သည်ထိုအဖြစ်ကိုဒေသခံရွာသားများကအထူးဆန်းအနေဖြင့်ပြောဆိုနေတော်လဲဘာကြီးမိုးကတော့ခေါင်းငိမ့်လျက်ဒါကြောင့်ကိုကွာတိုးကြော်ရဒီမိုးဦးမှာဒီလိုဖြစ်မယ်ဆိုတာကိုတိုက်နှန်းရှင်တွေကသိလို့သူတို့တိုက်ကိုပြောင်းသွားခဲ့တာကိုကွငွေဘုံသားဖျားအောက်တွင်လဲကိုစီတိုက်ရတနာများရှိသည်ဟုသည်ပါဇက်တရင်ကြောင့်ကပိုင်ချောင်းရေကျသွားချိန်တည်းရွာသူရွာသားများကတွားရောက်ရှာဖွေကြတော့လဲအုတ်ကျိုးအုတ်ပြက်များမှလွဲ၍အခြားတန်ဖိုးရှိသည့်အရာတခုတလေမှပင်မတွေ့ရရပြီဖြစ်နိုင်သည်ကတော့တိုက်ပြောင်းစဉ်ကလေးက
တိုက်နှန်းရှင်များမှာဘုရားပဋ္ဌာန်းများပါမကြအကုံအစင်ပြောင်းရွှေ့ယူဆောင်သွားကြတော့ကြောင့်ဖြစ်နိုင်ပြီဒီယခုကကပိုင်းချောင်းပါဆက်နေရသည့်ပတ်လုံးရေမစင်းတော့ပဲတဲချောင်းဖြစ်တာဒီရှိတော့သည်နောက်လူများကပိုင်းချောင်းဟုပင်မသိတော့ပြီချောင်းတနေရာတွင်တော့လူတရာခန့်ရှိသည့်ကြောက်ချကြီးများရှိနေသည်ထိုနေ့ပြင်ရခင်ကငွေပုံသားဖျားတရှိခဲ့ဘူးသည့်ကုန်းကမှုအပိုင်းစကလေးတစ်ခုရှိကဂျုံနယ်ပိန်ဟောင်းများဟုံးအောင်လေးတောဖြစ်ရထူထနေပါတော့သည်